ကျင်းတော့ဖြစ်လာပေါ့နော်အားလုံးပဲဒီမှာပြည့်ရတဲ့ကီလာရောက်လာတယ်နောက်တော့ဆက်ခုံလိုက်ပါဦးနေရောက်တော့တက်လာရယ်နော်ပြမယ်တော့ဒီမှာလေအဲ့ဒါမှအေးတက်စားပိုင်းမနေရလားဒီလို့ရုံတော့နော်ဒီမှာမဟုတ်ပါဘူးညီမလေးစားပါမွေးကိုပါကိုအသက်ဝင်နေရပေါ့နော်ဒီမှာ survive ကျင်းတဲ့ခေလာလို့ခေါ်ပါရဲ့အားလုံးကိုပြောချင်တယ် survive တဲ့ခေလာဆိုရတူရည်မျိုးဒီရတဲ့မျိုးအော်ဘီလေးဆိုရင်တော့သဘောကျတယ်အဲ့လိုမျိုးလေးဆော့သွားနေไปဒီမှာပေါ့နော်နောက်လိုက်ချဒီမှာ2ယောက်လောက်တက်လာကွာအော်ဒီကောင်းမဆောရဒီမှာကျစပိုင်းတဲ့ကျလာဒီမှာတောင်းရနေအထဲထဲပေါင်နေလားပေါ်ထက်ဒီပါတက်လာမညီမလေးရပေါ့နော်တိုက်ချင်နေနော်2ယောက်တော့ညီမလေးမရောက်ပါညီမရလိုက်ပါမယ်အဲ့2ယောက်ကဘယ်သူများကိုလာလဲမသိအဲ့2ယောက်အောက်မှာတော့မရှိတော့ဘူးဒီမှာဒီတက်နေပြောသူတို့2ယောက်ကအောက်မှာမရှိတော့အောက်မှာကြိုက်လို့ဆိုလို့ရအောက်မှာမစောရတာကြာပြီနော်အောက်မှာတော့စောလာရှော့ဒီကအပေါ်ဟုတ်တယ်သူတို့အပေါ်သူတက်တာများကိုကြတော့လေပေါ်ထက်ရောက်သွားကိုကြိုက်လို့ပြီးပေါက်မှာစောလို့ရဆိုပြီးမရှော့စီကြတယ်နော်ဒီကလေးပါမတူတော့ဘူးဆိုတော့ကိုဘာနဲ့ခုချက်နေတော့ဒီတိုင်းကဒါလီရလေအေးရောဒါခုနေကြောက်ဘူးကောင်းတာပေါ့ကွယ်ဘောဘအားစဘူးကောင်းခဲ့ရတယ်ဒီဟာမနေရစီရ
ကပြောဖို့လည်းကောင်းနေဆိုတော့နေလေးဆော့ကြည့်ဒါလည်းလုံးနေရဟိုကမှလည်းလို့ပြောမှာမှလည်းနော်ပလေကားလေးဘာညာရှိမယ်ဒီလိုလေးတဲ့ဆိုင်ငါတခုပဲစီရသေးနှစ်ခုစီတယ်ဆိုသူထစီနေမရအောင်ဟင်းကောင်းပြန်ထွက်လာထွက်ပြသူဆော့တော့ဦးနဲ့သွားဟိုရိုက်သွားချက်ဖို့မကောင်းဘူးဆိုကြည့်နေဒီကဟာတစီလိုက်ကြရပြန်လာပါနော်ဆိုတော့အားလုံးပဲလို့မပြောပြပါဘူးမျိုးကစီးနေပေါ့နော်အဲ့နာဟိုမှာဂျန်နာလေးဟိုတွားတော့လေးစီးရတာခက်ကန်လို့ဆိုရင်အဲ့ဒါကြောင့်ကာမဟာကာပဲသူအောက်မစင်းလာဒီအပေါ်မှာတောင်းနေနေအောက်မှာတောင်းရတာမိုးဝါလေးပေါ်မှာတောင်းနေနေအကူကပြန်ပြီးရှိတယ်အောက်တော့စင်းလာပြီကားစီးတော့အားလုံးပဲဘိုင်ဘိုင်ညီလေးဘိုင်ညီလိုက်တော့ဘိုင်ဆိုတော့အောက်ဆောက်ဆိုတော့ဖြစ်နေတယ်ဒါပြီးဒီလာလေးဆိုတော့ဒီတော့ပြောညီမအသေးလို့ဝင်ရှင်တို့ကောမန့်လည်းမရှိကြဘူးအဲ့ဒါကြောင့်ညီမတိတ်လာဆော့နေပြီဟုတ်တယ်ပါမယ်အဲ့ဒါကောမန့်လေးကြည့်ကြပါဦးကြည့်ရအောင်နောက်ဗီဒီယိုမှာတင်ပြမယ် Okay bye bye